ရှိရှိတုန်းကဂျာတန်ဘူးလို့ခေါ်တဲ့ရွာကြီးတစ်ရွာရှိခဲ့ပူပါတယ်။အဲဒီရွာကြီးဟာတာမန်အချိန်တွေမှာတာယာလှပပေမယ့်တနေ့မှာတော့မိုးကောင်ရေချတဲ့တန်းကိုအကြီးအကျယ်ခံလိုက်ရတယ်။လင်းမြေတွေအကွဲစိုက်ကင်းတွေခြောက်သွေးပြီးရွာသူရွာသားတွေခမညာစာဝတ်နေကြက်တဲလာကြတာပေါ့။အဲဒီရွာမှာဘာကရွာလို့ခေါ်တဲ့လေသမားကြီးတယောက်ရှိတယ်။သူကရိုးသားပြီးစူးစမ်းပေမဲ့ခေပညာမတတ်တော့လေလုတာကလွယ်ရင်တခြားဝင်ငွေချလည်းမရှိချပါဘူး။သူမှကိုမဲဆိုတဲ့ဇနီးတဲ့နဲ့အသက်16နှစ်အရွယ်သားလေးမလေးနာကူလိုရှိကြတယ်။မိုးခေါင်တဲ့တန်းကြောင့်ဘာကရွာတို့မိသားစုမှာစားစရာဆန်ပြစ်တဲ့အထိဒုက္ခရောက်လာတယ်။တနေ့မှာတော့ဇနီးတဲ့ကိုမဲကမြေရီဆက်လက်နဲ့ရှင်ရီအိမ်မှာချက်စရာဆန်တစ်စီးမှမကျန်တော့ဘူး။သားလေးငတ်တော်မဲလို့ပြောလာတဲ့အခါဘာကရွာဟာတပြင်းရှာပြီးမလွှဲတာတော့ပဲရွာကနာမကြီးအတိုးကြီးစားမြေရှင်တတိဟီရလဲစီကိုငွေသွားချေဖို့ဆုံးဖြတ်လိုက်ရတယ်။ဟီရလဲဆိုတာကလည်းဒုက္ခရောက်နေသူကိုအမျက်ထုတ်တတ်တဲ့လူလဲကြီးပါ။ဘာကရွာကငွေ1500ပဲလိုချင်ပေမဲ့သူကအတင်းအဓမ္မ1000ယူခိုင်းပြီးတစ်လောက်ကို800ခိုင်းတော့ဆိုတဲ့အတရားရဲ့အတိုးနှုံးနဲ့အကျွေးထောင်ချောက်တဲ့ဆဲသိမ်းလိုက်ပါတယ်။ဘာကရွာခမတားလေးမငတ်ဖို့အရေးမို့လို့မျက်စိမိတ်ပြီးဒီအကျွေးကိုယူခဲ့ရကြတယ်။နာကူလေးရတော့မိဘရီဆင်းရဲပေမဲ့အရန်လိမ်မာပြီးညံကောင်းတဲ့ကလေးလေးပါ။သူကသူ့တငယ်ချင်းဆုံးနဲ့အတူစာကြိုးစားတယ်။ဆုံးနဲ့အဖေဂျက်ဒစ်ကအင်မတန်ရှမ်းသာတဲ့တထေးတစ်ယောက်ပါ။ဒါပေမဲ့သူကတခြားတထေးတွေလိုမာနမကြည့်ပဲသဘောထားပြေဝသူဖြစ်တယ်။ဂျက်ဒစ်ကနာကူရဲ့ယူသားမှုနဲ့ထမျက်မှုကိုသတိထားမိပြီဒီကလေးကတော်လိုက်တာငါသားဆုံးနဲ့လေနာကူနဲ့ပေါင်းမှစာကြိုးစားလာတယ်ဆိုပြီးကျေးဇူးတင်တဲ့အနေနဲ့နာကူရဲ့အကြောင်းစီတွေကိုထောက်ပံ့ပေးမယ်လို့ကတိပေးခဲ့တယ်ဒါတင်မကပါဘူးတနေ့မှာဂျက်ဒစ်ကကလေးနှစ်ယောက်လုံးကိုခေါ်ပြီးသူ့အိမ်ရဲ့လှုပ်ဝက်ခန်းတစ်ခုကိုပြသခဲ့တယ်အဲဒီခန်းထဲမှာကွန်ပျူတာတွေလပ်တော့တွေနဲ့ဂရမ်မြင့်တွေချိုးချက်ခံနေတာပေါ့ကလေးတွေကဒါဘာလို့တာလဲလို့မေးတော့ဂျက်ဒစ်ကပြုံးပြီးဒါချေရစည်းကွက်လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းကြီးပါပဲကွာလို့ရှင်းပြတယ်ပြီးတော့ဂျက်ဒစ်ကကလေးနှစ်ယောက်ကိုဒီပညာရဲ့သင်ပေးဖို့ဆုံးဖြတ်လိုက်တယ်သူကအောင်မြင်မှုအတွက်အဓိကတော့ချက်3ချက်ဖြစ်တဲ့စီကံရှိမှုဒီဇိုင်းမမတ်လွတ်ဆောင်မှုအချိန်တိကျမှုတို့ကိုတေချာသင်ကြားပေးပြီးကလေးနှစ်ယောက်ကိုငွေအရင်အနည်း2သိန်းစီမှဒီကလက်တွေ့စမ်းသပ်ခိုင်းခဲ့တယ်နာကိုဟာအစပိုင်းမှာတော့တင်ယူစရာတွေများပြီးစိတ်လှုပ်ရှားခဲ့ရတယ်။လူဆိုတာလောဘနဲ့မကင်းနိုင်ဘူးမဟုတ်လား။ဒီနေ့မှာတော့နာကိုဟာလောဘစိတ်ဝင်ပြီးတေချာမလေ့လာပဲဈေးပေါ်တဲ့ကုမ္ပဏီတစ်ခုရဲ့ရှယ်ယာကိုဝယ်လိုက်မိတယ်။ကန်ဆိုခြင်းတော့အဲ့ဒီရှယ်ယာစီတိုးကြသွားပြီးငွေ4500လောက်ချုံသွားခဲ့တယ်။နာကိုအရင်စိတ်တကြပြီးငိုမက်မက်ဖြစ်သွားပေမဲ့ဆရာဖြစ်သူဂျက်ဒစ်ကမငိုပါနဲ့ငါသားအမားကနေသင်ခန်းစာယူပါစိတ်မလောပါနဲ့စီကံပြန်လိုက်နာပါလို့တစ်သိမ့်သွန်သင်ပေးခဲ့။အဲ့ဒီအမားကနောက်ခုအတွက်ဘဝတသက်စာအကြီးမားဆုံးသင်ခန်းစာဖြစ်သွားခဲ့တယ်။သူဟာပိုးပြီးသတိထားလာတယ်ပိုးပြီးလေ့လာလာတယ်။တစ်ဖက်မှာလည်းဘာကရွာတို့မိသားစုခမအကျွေးပုံမင်းနေကြတယ်။တစ်နှစ်ခွဲလောက်ကြာတဲ့အခါမင်းရှင်တတိဟေရလဲကအင်ပဝါတီလာပြီးအကျွေးတောင်းมาတော့တယ်။အရင်ရောအတိုးရောပေါင်းလိုက်ရင်ပြန်ဆက်ရမယ်ငွေရမနေပါဘူးမင်းတို့ပတ်စံတွေမဆက်နိုင်ရင်ဒီအိမ်နဲ့ရှံကိုသိမ့်မယ်လို့ဟီယာလဲကချင်းဆောက်တယ်မိဘနှစ်ပါးမျက်နှာပြက်ပြီးစိတ်ညစ်နေတဲ့အချိန်မှာနောက်ကိုကချစ်ထွက်လာတယ်သူကသူ့အိတ်ကထဲကဖုန်းလေးကိုထုတ်လိုက်ပြီးတချီးကြီးဟီယာလဲကိုဘဏ်အကောင့်မေးလိုက်တယ်ပြီးတော့ဖုန်းကလုတ်ကိုနှိပ်ပြီးအကျွေးငွေအားလုံးကိုဆက်ကျွန်းထွေးပေးလိုက်ပါတော့တယ်ဟီယာလဲရောမိဘတွေရောအံ့ဩသွားကြတာပေါ့နောက်ကိုကအင်တာနက်ကနေရှယ်ယာစီးကစားပြီးပတ်စံစားတဲ့နေပါပြီအဖေလို့ပြောလိုက်တော့မိဘနှစ်ပါးဝမ်းသာညစ်ကြခဲ့ရတယ်။နာကူရဲ့ကံကြမ္မာလေးပြောင်းကတော့တညမှာစတင်ခဲ့ပါတယ်။သူသတင်းဖန်နေရင် Bitcoin ဆိုတဲ့ digital ငွေကြေးအကြောင်းတွေတွေ့လိုက်ရတယ်။သတင်းစိုးတစ်ခုကြောင့် Bitcoin ဈေးတွေအကြီးကျယ်ထိုးကျနေတဲ့အချိန်ပေါ့။လူတိုင်းကကြောက်ပြီးရောင်းထုံနေကြပေမဲ့နာကူကတော့ဆရာတင်ပေးထားတဲ့ပညာနဲ့တွက်ချက်ကြည့်ပြီးဒါကိုအခွင့်အရေးလို့မြင်ခဲ့တယ်။သူစုထားတဲ့ငွေတွေနဲ့ဆွန်စားပြီး Bitcoin 40ကိုစီးပေါ်ပေါ်နဲ့ဝယ်စုလိုက်တယ်။3လလောက်တည်ခံပြီး
စောင်းဆိုင်ပြီးတဲ့နောက်မှာတော့နာကိုမျောလင်းထားတဲ့အတိုင်းဖြစ်လာခဲ့တယ်။ဘေးကွိုင်စီတွေကဒုံးပြန်လို့တဟုန်ထိုးတက်သွားတာတက်ဆောင်ကို3သိန်းခွဲလောက်ထိဖြစ်သွားတဲ့နာကိုဟာအချိန်တိုအတွင်းမှာပဲအမျက်ငွေ3 သန်းလောက်ကိုရရှိသွားပြီးရွာကဆင်းရဲတဲ့လယ်သမားလေးဘဝကနေတတိပေါက်စားလေးဖြစ်သွားပါတော့တယ်။နာကိုတတိဖြစ်သွားပြီဆိုတာသိလိုက်ရတော့ Justice တို့သားအဖလည်းဝမ်းသာကုန်ယူကြတယ်။အန်အော်စရာအကောင်းဆုံးကတော့နာကိုဟာရလာတဲ့ငွေတွေကိုသူ့တယောက်တည်းအတွက်မသုံးခဲ့ပါဘူး။သူတငယ်ချင်းဆုံးတဲ့တိုင်ပင်ပြီးဂျာဒန်ဘူရွာရှိအတွက်ကောင်းမှုတွေပြုလုပ်ခဲ့ကြတယ်။မိုးကောင်ရေရှားတဲ့တန်းကိုခံနေရတဲ့လက်သမားတွေအတွက်ရေတွင်းတွေတူးပေးတယ်။ပြည့်စင်မီရလာအောင်ဆိုလာပြားတွေတက်ဆင်ပေးတယ်။ဇလန်ရဲ့အဆုံးသတ်မှာတော့နာကိုဟာရွာသူရွာသားတွေကိုအသိပညာပေးစကားပြောကြားခဲ့ပါတယ်။ဦးလေးတို့တော်တို့ခင်ဗျာပတ်စံဆိုတာလဲရဲစင်ပြီးကိုယ်ကာယအားနဲ့ရှားလို့ရတယ်လို့အသိပညာရှိရင်အုံနှောင်နဲ့လည်းရှားလို့ရပါတယ်။ဒါကြောင့်ခမည်းတော်ရဲ့ကလေးတွေကိုပညာတတ်အောင်သင်ပေးကြပါဆိုပြီးပြောကြရင်ဂျာဒန်ဘူရွာလေးလည်းစီပင်ဝါပြောသွားပါတော့တယ်။ဉာဏ်ပညာနဲ့စ조사မှုစွန်းစားရဲရင်မှုတွေပေါင်းစပ်လိုက်ရင်ဘဝကိုပြောင်းလဲနိုင်ကြောင်းနာဂုကတည်တည်ပြသခဲ့တဲ့ဇလံလေးပဲဖြစ်ပါတော့တယ်။